ဒါကတော့ဒုတိယဆေးဖြစ်ပါတယ်ဂန်းကလာပါဂန်းကလာသီးသန့်ကိုအစီထုတ်ထားတာဖြစ်ပါတယ်ပထမဆုံးပေးရမယ့်ဆေးကမကြီးသီးမှဲ့ပါခန္ဓာကိုယ်မှာအပူအောင်းနေစဉ်အခါတုန်းကရုပ်ရော့အားနည်းသွားတဲ့လေဓာတ်ဝါယောဓာတ်ကိုပြန်ဖြည့်ပြီးတဲ့သဘောပါပြန်ဖြည့်မှလည်းခန္ဓာကိုယ်ကတောင်းတင်းကြန့်ခိုင်မှာကိုဗျအခါကဝါယောဓာတ်ကိုဖြစ်စေပါတယ်ဗျာအခါမှာလည်းပူကားအေးကားနှစ်မျိုးရှိပါတယ်နာတာရှည်ယောဂတွေအတွက်ကအေးကားကိုတောက်ရမှာပါမဖြစ်မနေကိုလိုအပ်ပါတယ်ဗျာယောဂဝေဒနာခံစားနေရသူများအားလုံးဆင်ញင်စဉ်းစားတတ်တဲ့ဉာဏ်ရှိကြပါစေဗျာကျေးဇူးပါဗျာ